Okay အားလုံးပဲမင်္ဂလာပါဒီနေ့ view မှာတော့ Ellie နဲ့ Jessica ဒါ cash တော့မပါဘူးပေါ့နော် cash ကအိမ်မှာမရှိဘူးအဲ့တော့ Ellie နဲ့ Jessica နဲ့role တွေကအခုပြထားတဲ့ game ဆော့သွားမှာဖြစ်ပါတယ်ဆိုတော့ video လေးကိုမစခင်မှာ like subscribe လေးနဲ့ဖေးနာ notification လေးကိုလည်းနှိပ်ပြီးတော့ကြပါဆိုတော့ဒီမှာ3စက္ကန့်2စက္ကန့်1စက္ကန့် okay ရောက်ပြီ teleporting သူမြတ်ခွက်ကြီးကိုမြင်တဲ့အတိုင်းပါပဲရပြီဖျောင်းနိုင်ကြရင်ကမလေးယူอ่ะတူတူပဲစိတ်ကင်ရအကုန်လုံးဟုတ်တယ်နာမည်ကိုကြည့်လေအဲ့တော့ဒါ hotel ထင်တယ်ဒီမှာဟုတ်တယ် hotel တဲ့ခါရအဲ့မပြောတတ်တော့ငါတော့မထစ်ဘူး okay ကမလေးယူဆက်ပါဘာနံပါတ်ထဲကြောက်စရာ read ဖတ်မှာဒီမှာ object that take food from the kitchen ငါတို့ kitchen ကိုသွားရမှာဒီမှာတော့လေလူလာမှာဒီဟဲ့ငါတယောက်တည်းလာကမယူကမလေးငါဒီမှာ kitchen ကိုသွားလို့ထားလာကိဟဲ့အဲ့မှာမဟုတ်ဘူးလို့ဒီခုနကောင်တာမှာလေလာတော့မယ်kitchen ကိုသွားရမှာ kitchen ဟုတ်တယ်ဒါထားလာကိချင်းอ่ะဟုတ်တယ်လေဘာဆိုင်ငါတို့ဒီမှာလာထားလာ take food တဲ့ from the kitchen ငါတို့ kitchen မှာ food သွားရတာအင်တိုင်းဒါ kitchen ဒါကြီးအင်တာလေးနေယူလိုက်ဒါလည်း kitchen ပဲဟုတ်တယ်ဒါလည်း kitchen မဟုတ်သေးပါဘူးဟိုဘက်မှာတကားတစ်ခုတွေ့ခဲ့တယ်ဒီမှာ hi တဲ့ဒါပုံးတာ what the heck ငါဘယ်လိုပြလို့မလဲထွက်တော့ဒီမှာဒါလာ kitchen ဟုတ်ပါဘူးဒါ kitchen မဟုတ်ဘူးဟုတ်တယ်ဟုတ်လား take got out ၄ခုယူခိုင်းတာတော့ဟုတ်တယ်တွေးနေရေးတာထွက်လာပါလေဒီကတာမရှိပါငါရှိရ39တဲ့ driver food တဲ့ငါတို့339အခန်းနံပါတ်339ကိုတွားပြီးတော့ငါတို့တော့ပို့ရမှာတဲ့ဒီမှာငါကြည့်လိုက်အောင်ဒီမှာငါတို့က today ငါတို့ကဒီနေ့တာဝန်ကြရလူတွေဒီမှာ3ရောက်ဟိုဘက်ချမ်းမှာရှိမယ်နဲ့စိတ်လိုက်လာပြီ what the fuckဟိုကောင်ပြေးဟဲ့ဟိုကောင်တော့ဘာလုပ်နေလဲ fuck you bitch no လူကြီးပုံးတာဟိုက်တဲ့နေရာရှိရလေ fuck you bitch ကနေကြောက်တယ်นี่ရှိမှာငါထွက်ခဲ့ဟုတ်တယ်နေရှိမှာ cash တာရှိရင်တက်တိရှိရငါတို့ပြီးရင်တော့ပြေးမယ်လေလူပြေးမှာပြေးလို့လည်းမရတူလိုက်လာပြေးမယ်ခုနဒီနားထွက်လာဟုတ်တယ်နောက်ကလိုက်လာလို့မသိဘူးတာဟဲ့ခဏပဲ339လေအိုးWhy are you running? Hi ဒီငါတို့ hi ပြီထွက်လာလေငါရှိဘူးလားလို့ငါမင်းလားဒီဘက်ပဲတော့မှာမတက်နိုင်ဘူးခိုင်းနေပဲ339တွေ့လားပြန်ပြီးရအောင်သွားဒီခါနဲ့ထွက်လာလို့တဲ့အိုးခိုင်းနေပဲတည်းလည်းမပြောထားဘူးလေဟုတ်တယ်လို့ပါတယ်တေးလာဟုတ်မရဘူးငါနဲ့ကိုမကြောက်ဘူးတရေဒီပုံးရလားဒီလာပေါင်းအကြံခဲ့ပြီတရေဘေးရောက်လာမသိဘူးခုနတရေအိုင်းရှိမှာပေါ်လာတာငါနောက်မှာလားငါဖျောင်းနိုင်ပြီနဲ့ငါလက်ခုနဖုန်းဆက်လိုက်လို့ you တရေဟိုမှာလိုက်လာပြီ why are you running မြေကြီးပဲတုံလာပြီ you are a high เนี่ยအဲ့လိုယူမွေးဟဲ့မွေးမဟိုက်တာလေဟိုက်လာပြီဒီမှာလို့
ဘယ်တော့ပေါ့ ယူရှိမှာပေါ့အဲ့လည်းပဲ339တော့ဒီမှာဒါမြေပုံလားအော်အေးဒါမြေပုံလေး what the fuck ဒီဘက်မှာတရေဘဘာလဲကြည့်လို့ရရဲ့နေရောက်ကိုတော့စပေါ်တင်ဟာစပေါ်တင်နဲ့တဲလေးဟဲ့ what the fuck ငါဘလို့မိွာ free တဲ့ မီးထိုးလာတော့တခါတော့ ဟုတ်တယ် အေးအမ်ဘက်ပြန်လာ ဟုတ်လားငါဘာမှမရှိဘူးလားခုနကနေပုံးနေကြနေရတည်ရမလားငါဘလို့မြင်သွားတယ်ဒီ ဒီပါ တ တော့ ရေအစုပ်ပါဒီမှာအယူမြန် ဟုတ်လား ဟုတ်လို့ဘယ်အဲ့ဘယ်မှာတော့လဲအဲ့မတည့်ရနေလို့ what the fuck ငါဘလို့လာမလဲနေစီအိမ်သားထဲမှာဝင်ဟိုက်နေ ယူထွက်လာအမြင်ရတယ် ဟုတ်လား ခုနအဲ့မှာယူရဲ့ပုံစံလေးအဲ့ယူရဲ့အဗာတာပုံစံ ငါကောင်းသားစီကိုပြန်သွားမယ် အဲ့မမြင်ဘူးနာပြန်လာပြီအိုင်းဟီကို အော်ဟိုမှာတရေဟုတ်လားဟုတ်တယ် အဲ့ယူကဒီနားလောက်မှာပေါ့ ဟုတ်တယ် အဲ့ယူစီတေးလာ အေးနင်းနေလေးပဲငါဒီနားလောက်မှာထွက်လာတော့လို့ ဟိုမှာ ထွက်လာတော့လို့ငါလာနေပြီထွက်လာတော့တော့မလား ပြရမှာလေ ဟဲ့ဟိုဘက်တော့မှာလားဟုတ်တယ်လာသွား အဲ့ဘယ်မှာတော့ဟိုက်မှာလဲမလီလန့်လိုက်တာ တရေလာလို့လားဒီမှာတရေရှိရတရေရှိ ဟုတ်တယ်တည့်ရဒီဘက်မှာ အေး လူပြေးမှာတော့ အေးဒီထဲမှာနေမလား ဒီမှာလေး နေလို့မရဘူးလေဟိုက်လာတခုပဲရှိတရေဘယ်ရောက်သွားလဲဟဲ့ငါတို့နောက်မှာအနောက်ဘက်ရောက်သွားလာပြေးမယ်ငါတို့အနောက်ဘက်မှာ စပီးလို့ရရဲ့နေရာမရှိ မြေပုံယူကြည့်ပြီးစော့နေရပါတယ်လေ တယောက်ထွန်းတယောက်မြင်လူပဲထွန်း ကောင်တာဘက်ရောက်တော့မယ် အဲ့မကောင်းတာပဲမရှိ ဟိုရှိမှာတရေ မရှိပါ what the အိုင်မှာပြေးပုံးမယ်မလိုက်ဘူးမပုံးလာ နေလိုက်လာတယ် မဟိုက်လိုက်လေ ဟိုက်ပြီလေ ဒီမှာဟိုက်တော့အဲ့ဒီမှာတဲကြည့် Oh, come on မလုပ်နဲ့လေငါကဒီမှာဝါတရေနေရဝင်တိုက်နေပါတယ်တဲ့မျက်လုံးကန်းနေရလားဟက်ကောင်ထွက်သွားဟိုဘက်ထွက်သွားဟောနေရဝင်တိုက်နေဟာမကြုံနေရဝင်တိုက်နေပါတယ်တဲ့ဟက်ကောင်ရေ မတယ်လီပေါ်လိုက်လို့ပြီးမှာ ဒါပါကြီးလေတက်လေက ဝင်းနဲ့တယ်လီကမရှိ ဘာအခန်းရှိသေးလဲလို့တွားလက်ထဲမှာမဟုတ်လား ဟောဒီမှာယူ ဟေးဦးတော့ မတည့်ရဲ့အိုင်ဟိုဘက်မှာဒီမှာ တယ်လီပေါ်ဝိုင်းတရေ ဘယ်ဘက်ကိုတယ်လီပေါ် မသိဘူး ဒီဘက်တော့အဲ့ဘက်မှာအိုင်မရောက်ပြီ ထွက်လေ ရောက်လို့ဘာလို့တချင်းနဲ့ကြားရလဲတရေဟိုဘက်မှာ ဟိုမှာ ဟာလာဒီဘက်လား ဟေးက why are you running ဟိုဘက်လာတယ် လို့တို့ယူဒီဘက်လားမြင်လားပျောက်သွားပြီတယ်လီပေါ်လာတာ မပေါ်ဟိုမှာရှိတယ်ဟိုမှာတောက်လဲခွေးပေါက်လေးကြားတယ်ဒီကစီလာပဲမအေးနေရင်ဟိုဘက်ချမှာ ခါနေလည်းဘယ်နေရာမှမသိ ဖိုက်လိုက်ပြီ အိုင်ရှိမှာယူอ่ะအဲ့လိုတချင်းတိုင်ကြားရတယ် တချင်းဖွင့်လာလို့ပေါ့ ဒီမှာမသိ ဟိုဘက်ချမှာ ဟိုဘက်မှာမတည့်ဟိုဘက်မှာ လာပြီသူဒီဘက်လာရတော့ဟိုဘက်သွားမယ် တည့်ဟိုဘက်မှာရှိပါ တကားမလားဖွင့် ဘယ်လိုရ ဟာလေ ဟိုမှာလာနေပြီတော်ဒီရေမမြင်တော့အဲ့တည့်ပြန်လာပြီလို့မြင်တော့ ငန်းနေပဲပတ်ဟိုဘက်မှာ သူလာနေပြီ လာပြီချိတ်ရောင်ပဲအနီရောင်ကြီးမြင်ရတာ ပြောက်သွားပြီ ဘောမော ဒီမှာလေလာပြီ what the ဝင်လာပြီဟက်ကောင်လာခဲ့တတိရှိလာလိုက် ဘာပြော
အေးငါဘာဖြစ်တာ တီး ဆိုတော့ လူတွေရ ရှောင်းလာနိုင်လားဆိုတော့ရှုံးသွားပါတယ် ဘာလို့ရှုံးတာလဲ ဘလို့မှမသိဘူးလေနော်အခန်းကိုရှာလည်းမတွေ့ဘူးဆိုတော့ဗီဒီယိုလေးကိုဒီမှာပဲပြလိုက်ပါတော့မယ်ဆိုတော့ like and subscribe လေးလုပ်ပေးခဲ့ကြပါဒီမှာ Jessica ပေါ့နော်သူ channel လေးလုပ်ပေးပါပြီးတော့ Cash ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပေးခဲ့ကြပါအဲ့ဒီ channel လေးလုပ်ဖို့မမေ့ပါနဲ့ဆိုတော့အားလုံးပဲ bye bye